ဘဝမှာရှိလို့ဖြစ်တဲ့ချမ်းသာတဲ့တိလို့ဖြစ်တဲ့ချမ်းသာကအစမတန်ကြီးမားတဲ့အတွက်ကြောင့်တိအောင်ပဲကြိုးစားသွားတာရှိတဲ့ကိစ္စတွေကအများကြီးဒုက္ခတွေကိုဖြစ်စေတယ်။မရှိမဖြစ်လိုအပ်တဲ့အပိုင်းတွေရှိတယ်လို့အများစုကမရှိရင်ဖြစ်ပါလေနဲ့အပူတွေကိုပဲရှာပြီးတော့အဲ့ဒီအပူဝင်တွေကိုထမ်းရင်းနဲ့ပဲဘဝကကုန်သွားတာအပူဝင်တွေထမ်းနေတာတကယ်တည်းကဘဝကသူ့ပုံမှန်လေးလောက်ဆိုလို့ရှိရင်လိုအပ်ချက်ကလေးလောက်သွားမယ်ဆိုရင်ဘဝကအလောက်ကြီးမလေးလံဘူးပဲပြင်မှန်းဘူးအခုလူတွေကအပူတွေကိုရှာကြအပူတွေအတွက်အလုပ်လုပ်ကြရင်လည်းနောက်ပိုင်းကျတော့အပူတွေလို့ကိုမထင်တော့ပါဘူးအပူတွေကိုတကယ်ကိုလိုအပ်ချက်ကြီးလို့ထင်ပြီးတော့သွားနေတော့တာပေါ့ဟုတ်လားဒါကြောင့်စွန့်လွတ်ခြင်းရဲ့တန်ဖိုးကိုမြင်ရင်လည်းဆိုလို့ရှိရင်ဘာကိုမြင်ရမှာတော့ရှားအယူသိမ့်ပိုက်ခြင်းရဲ့အပြစ်အနာစာကိုမြင်ရမယ်တေချာတာကတော့လွတ်ချနိုင်ရင်လွတ်ချနိုင်တယ်လို့ပေါ့တာတော့အသေးချပဲဟုတ်လားဒါကြောင့်လှူတဲ့တန်းတွေပေးတဲ့ကံတွေဆိုတာတော့တစ်ဖက်လူချမ်းသာဖို့အတွက်ပေးတာကတော့အဓိကရည်ရွယ်ချက်ပေါ့နော်ကိုယ်လည်းပဲပေါ်ပါတယ်ညှိကပ်တွေ့တာမှုရယူသိမ့်ပိုက်လို့မှုကိုနော်နည်းနည်းချင်းရှော့ချနိုင်ရင်ကောင်းတယ်ဆိုတဲ့အမြင်လေးလည်းပဲရှိဖို့လိုတယ်အကုန်လုံးစိတ်ကစွဲနေတာဟုတ်လားအဲ့ဒီစွဲကိုနည်းနည်းလေးမှပဲနဲပါစေတော့ဆိုတဲ့နှုံမြတ်တဲ့ရည်ရွယ်ချက်နဲ့ရှော့ချနိုင်ဖို့မလိုဘူးလားလိုတယ်နောက်ဆုံးတစ်နေ့ရိုးရိုးလေးတွေ့ရင်တော့ကိုကဒီဟာကိုမစွန့်ဘူးမလှုပ်ဘူးရှော့မချဘူးဆိုလည်းပဲနောက်ဆုံးတစ်နေ့ပတ်မှာအကုန်လုံးထားခဲ့ရမှာပဲလေအဲ့တော့ကျတို့ကညံနဲ့မထားပဲနဲ့မဖြစ်မှာပဲမထားခြင်းနဲ့စိတ်မသက်မသာနဲ့ပဲထားခဲ့တဲ့ကိစ္စကိုပဲလှုပ်သွားကြတာများပါတယ်ဟုတ်လားစားရစားအလုံးချမ်းသာပါစေဝေမယ်မျှပါဆိုစိတ်နဲ့သွားအရန်ကိုလွတ်လပ်ပေါ်ပါပြီးတော့ကျေပြန့်ပြီးတော့စိတ်ကအလွန်ကောင်းသွားနိုင်တာပေါ့ဟုတ်လားကိုပိုင်ဆိုင်မှုကချမ်းသာမှုကိုမဖြစ်စေဘဲနဲ့လေးလံမှုကိုပဲဖြစ်စေနေတဲ့လူတွေရှိတယ်ဒါကြောင့်မြတ်စွာဘုရားဟနန္တိဘောဂတုံနေတာနောစပါဒကဝေတိနောတဲ့ညံနေတဲ့ပုံကိုယ်တွေကိုဒီပိုင်ဆိုင်မှုဆိုတဲ့ဥစ္စာပစ္စည်းတွေကအသေးတက်တက်တယ်လို့အဲ့လိုဟောတာနောစပါဒကဝေတိနောတဲ့ပါဒကဝေတိနောပါဒဆိုတာနိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကန်းကိုပြောတာနော်ကဝေတိနောဆိုတာရှားဖွေကြတာပါနော်သူတော်ကောင်းတရားအကျင့်ကိုကျင့်ပြီးတော့နိဗ္ဗာန်ကိုရှားရတဲ့ပုံကိုယ်တွေကိုကြတော့ဥစ္စာပစ္စည်းတွေကမနှိမ့်ဆက်နိုင်ပါဘူးတဲ့။ဘာလို့လဲသူတို့ကောင်းကောင်းမွန်မွန်ခွဲဝေတတ်တယ်အသုံးချတတ်တယ်ဒါကိုပြောတာ။ဒါကကုသိုလ်ရှင်တွေဝမ်းသာဖို့ကိုယ်မှာစာကားဆိုတဲ့ချမ်းသာကြောင်းတရားကိုပိုင်ဆိုင်အောင်လုပ်ရတယ်ဆိုတဲ့အတွေ့အမျိုးတွေးဖို့ဒါလေးကိုပြောတာဟုတ်လား။